လေးဟာစီးစိမ်နဲ့မင်းကြီးစီကိုပေါ့ပပလေးညှိလိုက်ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲစီးစိမ်နဲ့မင်းကြီးဟာကိုယ်တိုင်ကိုယ်ကျရုတ်တရက်ပေါ်လာပါတယ်သူမဟာနေတိုင်းစိတ်ရင်းမှန်နဲ့ဆူတောင်းခဲ့တဲ့အတွက်ကြောင့်အရာကိုဖောက်ထွင်းမြင်နိုင်တဲ့မျက်စိတစုံချင်းမြင့်ဖို့သူဆုံးဖြတ်လိုက်တယ်လို့ပြောပါတယ်စီးစိမ်နဲ့မင်းကြီးပျောက်ကွယ်သွားပြီးနောက်မှာတော့ကောင်မလေးဟာအရာတိုင်းရဲ့တန်ဖိုးကိုတကယ်ပဲမြင်နိုင်နေပြီဆိုတာသိလိုက်ရပါတယ်သူမဟာအလွန်ပဲစိတ်လှုပ်ရှားသွားပြီးဝက်နေတဲ့ရတနာတွေကိုရှာဖွေဖို့ရှေးအောင်ပစ္စည်းစီချက်ချင်းပြေးသွားခဲ့ပါတယ်။ရောက်ချင်းမှာပဲဆိုင်ရှင်ရဲ့လက်ထဲကရေဘူးတီးပုံစံအိုးတစ်လုံးကိုသူမတတိထားမိသွားပါတယ်။ဒါဟာတကယ်တော့ဒေါ်လာ2သိန်းတန်ဖိုးရှိနေတာပါ။ကောင်မလေးဟာသူမရဲ့စွမ်းအားကိုအများမသိစေဖို့အတွက်ဆိုင်စီကိုချက်ချင်းလမ်းလျှောက်သွားလိုက်ပါတယ်။ပြီးတော့စာပွဲတင်အလှဆင်ပစ္စည်းတစ်ခုပဲလိုချင်တဲ့အလားဟန်ဆောင်လိုက်ပါတယ်။ဆိုင်ရှင်ကချက်ချင်းစိတ်လှုပ်ရှားသွားပြီးအဲ့ဒီအိုးအကြောင်းကိုအယူမူကြောပါတော့တယ်သူကဒေါ်လာ9,300နဲ့ဈေးစာပြောပါတယ်ကောင်မလေးကဈေးကြီးလုံးနေလို့ဟန်ဆောင်ပြီးလှည့်ထွက်มาတော့ဆိုင်ရှင်ဟာချက်ချင်းပြတလဲဖြစ်သွားပြီးသူမကိုဆွဲထားဖို့ဈေးနှုန်းကိုအမြင်ချပေးပါတယ်နောက်ဆုံးမှာတော့ကောင်မလေးဟာဒါကိုဒေါ်လာ900နဲ့ဝယ်လိုက်ပါတယ်သူမဟာရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်စီတန်းသွားခဲ့ပါတယ်တေတေချာချာစစ်ဆေးပြီးတဲ့နောက်ဆိုင်ရှင်ကဒေါ်လာ2သိန်းနဲ့ဝယ်ဖို့ချက်ချင်းကမ်းလှမ်းပါတယ်ကောင်မလေးကလည်းတွေးဝေမနေပဲအဲ့ဒီနေရာတင်သဘောတူလိုက်ပါတယ်သူ့အကောင့်ထဲကိုဒေါ်လာ2သိန်းဝင်လာတာကိုကြည့်ရင်သူမရဲ့လက်တွေဟာစိတ်လှုပ်ရှားမှုကြောင့်တုန်ရင်နေပါတယ်မိမိကိုစုချတဲ့အနေနဲ့သူမဟာအချိုပွဲဆိုင်တစ်ဆိုင်ထဲကိုလမ်းလျှောက်ဝင်လာခဲ့ပါတယ်မှာယူနေတော့မှာပဲနေရန်မှာချိတ်ထားတဲ့ပကြီးကားအချို့စီသူမပေါ့ပပနှမ်းကြည့်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့သူမဟာထိတ်လန့်တုန်လှုပ်ပြီးကြက်တေသွားပါတယ်အဲ့ဒီပကြီးကားတွေကတစ်ချက်ဟာတကယ်တော့ဒေါ်လာ6တန်းတန်ကြီးရှိနေလို့ပါကောင်မလေးကဒီပကြီးကားတွေဘယ်ကရလဲဆိုတာချက်ချင်းမေးလိုက်ပါတယ်ဝန်ထမ်းကတော့ဒါတွေဟာဈေးပေါ်နဲ့ဝယ်ထားတဲ့တာမန်အနှစင်ပစ္စည်းတွေပဲလို့ပြောပါတယ်ကောင်မလေးကဒါတွေကိုဝယ်ဖို့ချက်ချင်းကမ်းလှမ်းလိုက်ပါတယ်အဲ့ဒီအချိန်မှာမန်နေဂျာကလမ်းလျှောက်လာပြီးဈေးတက်ရင်ရောင်းမယ်လို့ပြောပါတယ်ကောင်မလေးကပကြီးကားတစ်ချက်ကိုဒေါ်လာ3,300စီနဲ့တိုက်ရိုက်ဈေးပေးလိုက်ပါတယ်ခဏတာတွေဝေသွားပြီးနောက်မန်နေဂျာကသဘောတူလိုက်ပါတယ်ကောင်မလေးဟာပကြီးကား3ချက်လုံးကိုဒေါ်လာ9,300နဲ့အဲ့ဒီနေရာတင်ဝယ်လိုက်ပါတယ်အဲ့ဒီနောက်သူမဟာစောကရှေးဟောင်းပစ္စည်းဆိုင်စီပြန်သွားပြီးဆိုင်ရှင်ကိုဒါတွေစစ်မှန်မှုရှိမရှိအကဲဖြတ်ပေးဖို့အကူအညီတောင်းပါတယ်ပထမဆုံးပကြီးကား2ချက်ကိုစစ်ဆေးပြီးနောက်ဆိုင်ရှင်ကဒီတစ်ခေါက်တော့သူမပစ္စည်းမဝယ်လိုက်ပြီလို့ပွင့်ပွင့်လင်းလင်းပြောပါတယ်ဒါပေမဲ့တတိယမြောက်ပကြီးကားကိုဖြန့်လိုက်တဲ့အချိန်မှာတော့ဆိုင်ရှင်ရဲ့မျက်လုံးတွေချက်ချင်းပြူးကျဲသွားပြီးအဲ့ဒီနေရာတင်ကြက်တေသွားပါတယ်ကောင်မလေးကဘာဖြစ်လို့လဲဆိုပြီးဇဝေဇဝါနဲ့မေးပါတယ်ဆိုင်ရှင်ကတော့စိတ်လှုပ်ရှားစွာနဲ့ဖုန်းတစ်ချက်ခေါ်လိုက်ပြီးသူမကိုရှေးဟောင်းပစ္စည်းကဲဖြတ်ခြင်းအတင်းစီချက်ချင်းခေါ်သွားပါတော့တယ်အကဲဖြတ်စရာကြီးအချို့သတင်းရရချင်းမှာပဲသူတို့အားလုံးဟာမှန်မလူးတွေကင်ပြီးပကြီးကားကိုအပြင်းထန်လေ့လာဖို့ဝိုင်းအောင်လာကြပါတယ်ပညာရှင်တယောက်ကဒါဟာအတုဖြစ်တယ်လို့ရုတ်တရက်ချက်ချင်းကြေညာလိုက်ပါတယ်ကြံတဲ့သူတွေကလည်းသူ့ကိုချက်ချင်းထောက်ခံကြပါတယ်အဲ့ဒီနောက်ဆိုင်ရှင်ကကောင်မလေးကိုသူမဘာတွေးလဲလို့မေးတဲ့အခါသူမကတင်းငင်စွာနဲ့ဒီပကြီးကားဟာဒေါ်လာ6တန်းတန်ပါတယ်လို့ပြောလိုက်ပါတယ်သူမစကားပြောလို့ပြီးချင်းမှာပဲအခန်းတစ်ခုလုံးရင်မောတန်တွေထွက်ပေါ်လာပါတယ်ဒါပေမဲ့ကွက်တီအဲ့ဒီအချိန်မှာပဲတက်ကြီးကဲဖြစ်စရာကြီးတယောက်ဟာရုတ်တရက်ထွက်ပြီးပကြီးကားကိုနောက်ထပ်တစ်ကြိမ်တေးချာချာထပ်မံစစ်ဆေးပါတယ်စက္ကန့်ငယ်အကြာမှာတော့သူ့ရဲ့အတန်တွေတုံရင်လျက်နဲ့ဒီပကြီးကားဟာတကယ့်ကိုစစ်မှန်တဲ့လက်ရမြောက်ပကြီးကားစစ်ဖြစ်တယ်လို့ကြေညာလိုက်ပါတော့တယ်